ကဲအားလုံးပဲမင်္ဂလာပါနော်ဂျူဂျူဂီတာ channel ကနေပြီးတော့ကိုကိုမတွေအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်နော်ဂျူရဲ့ဗီဒီယိုဖိုင်လေးတွေဝင်လာတာနဲ့ channel ကို subscribe မလုပ်ရသေးတဲ့ကိုမတွေ subscribe လေးတယောက် channel ပေးပါနော် like လက်မလေးတယောက် channel ပြီးအားပေးဝင်ရပေးပါအများနဲ့အများတွေ့အများပေါအောင်လေတယောက်ချက် share ပေးပါလို့မြတ်တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်လေးဝင်လာမယ်နော်channel တက်လေး subscribe နှိပ်မယ်เนาะ subscribe မနှိပ်ရသေးတဲ့အကူမတွေ like လက်မလေးတွေနှိပ်မယ်เนาะတက်ညီလက်ညီလေးတယောက်တစ်ချက် share မယ်ဒီနေ့လည်းလုံးအောင်မင်္ဂလာရှိရယ်เนาะကျူညဗီဒီယိုဖိုင်ထဲမှာเนาะကိုကိုမတွေအကုန်လုံးညဗီဒီယိုဖိုင်ကိုကြည့်တဲ့လူကလည်းမနှဲပါဘူးเนาะအကုန်လုံးပဲเนาะအဖွဲ့ဝင်တွေရောနေတိုက်တွေရောတောက်လျှောက်ကိုကျူခေါ်ပေးသွားတယ်เนาะတခါတည်းခေါ်ပေးသွားတာမဟုတ်ဘူးကိုကိုမတွေเนาะညဗီဒီယိုဖိုင်ကိုကြည့်တဲ့လူလည်းအကုန်သိတယ်ဘယ်လိုခေါ်ပေးသွားလဲဆိုတော့เนาะလုံးဝmain ကွက်နဲ့တကွက်ကောင်းเนาะ main ကွက်နဲ့တကွက်ကောင်းဆိုတာခဏလေးဘယ်နှကွက်လဲเนาะနှစ်ကွက်ပဲရှိရယ် main ရောကွက်နဲ့တကွက်ကောင်းကိုယူဆော့ပါဆိုပြီးတော့ဂျူတောက်လျှောက်ကိုခေါ်ပေးသွားတယ်ခေါ်ပေးသွားဂျူလည်းနှက်ပါတယ်เนาะအဖွဲ့ဝင်တွေအကုန်လုံးကိုလည်းဂျူပြောတယ်เนาะဒီနေ့ဆိုလို့ရှိရင်အဖွဲ့ဝင်တွေရောနေတိုက်တွေရော share အဆင်ပြေတဲ့နေ့เนาะဘာဖြစ်လို့လဲဆိုတော့မနက်ပိုင်း86လုံးဝ main all ကွက်เนาะmain all ကွက်နှစ်ကွက်တည်းတည်တဲ့ရွေးပေးတဲ့ထဲက86เนาะအဖွဲ့ဝင်တွေလည်းပေါက်တယ်နေတိုက်တွေလည်းပေါက်တယ်အကုန်လုံးအဆင်ပြေတယ်ရွေးထိုးတဲ့သူတွေလည်းပေါက်မယ်ဘာဖြစ်လို့လဲဆိုတော့ဂျူအကုန်လုံးပြောပြီးသားเนาะညဗီဒီယိုဖိုင်လဲလည်းမယုံဝင်ကြည့်လို့ရတယ်เนาะဒါမျိုးကလိန်လို့လည်းမရဘူးညာလို့လည်းမရဘူးထက်ခါတလဲလဲဘာမှမစော့ရင်တောင်မှเนาะ main ကွက်တွေတကွက်ကောင်းတွေကိုဂျူရဲ့အဖွဲ့ဝင်တွေအကုန်လုံးယူဆော့ပါလို့ဂျူတောက်လျှောက်ပြောရတဲ့အတိုင်းပဲလုံးဝလည်းပေါက်ကြီးတွေကလည်း share တွေပါเนาะအဖွဲ့ဝင်တွေရောနေတိုက်တွေရောဒီနေ့နေကုန်အဆင်ပြေတဲ့အတွက်เนาะကိုလည်းဘယ်လိုပြောရမလဲနည်းနည်းတော့ဘာဖြစ်စိတ်ချမ်းသာရတယ်ပေါ့နော်ဒီနေ့ကနေကုန်အဆင်ပြေတာမနက်ပိုင်း86မိန်ရောကွက်ညနေပိုင်း40လုံးဝတကွာကောင်းမယ်နော်ဒီနေ့လောက်အဆင်ပြေတာဒီနေ့ပဲရှိတယ်နော်ဂျူခါတိုင်းဆိုလို့ရှိရင်ဂျူပေးနေကြနေတိုက်တွေပေးနေကြကိုမိုင်းသိတယ်နော်တောင်ဂျူမပြောထက်ကတလဲလဲနော်ညတော့ဗီဒီယိုဖိုင်ထဲမှာလဲတော့အရန်ကြိုက်တဲ့နေရာထည့်ပေးထားတာဖြစ်တဲ့အတွက်ကဲအဖွဲ့ဝင်တွေရောနေတိုက်တွေရောအကုန်လုံးပဲဘာမှမစော့ရင်တောင်မှ main ကွက်နဲ့တကွက်ကောင်းကိုယူဆော့ပါဆိုတဲ့အတိုင်းပဲနော်လုံးဝရှစ်မနဲ့ညောက်တဲ့တွေကြီးပဲမိတာကဲပေါက်ကြီးတွေမှတ်မှာဘသူတွေဘယ်လောက်ဖိုးကြကြလဲနော် main ကွက်တွေတကွက်ကောင်းနေနဲ့ဒီတစ်ဘက်ကပိုးဆိုးပတ်ဆက်အဆင်ပြေတယ်ဖွဲ့ဝင်တွေရောနေတိုက်တွေရောဘသူတွေဘယ်လောက်ဖိုးရလဲဆိုတာပေါက်ကြီးလေးတွေမှတ်ပါနော်အလုံးပဲလုံးဝ share ကြီးပါเนาะဒီနေ့လောက်အဆင်ပြေတာဒီနေ့ပဲရှိရယ် main ခွက်နဲ့တက်ကွက်ကောင်းမနှက်ညကို okay တာเนาะဘာဖြစ်လဲအဖွဲ့ဝင်တွေရောနေတိုက်တွေရောအကုန်ယူဆော့ခိုင်းနဲ့နေကြမှာပဲမနှက်ည okay တဲ့အတွက်အဆင်ပြေတယ်လို့ပြောရမယ်เนาะကဲပေါက်ကြီးမဲ့ဘယ်သူတွေဘယ်လောက်ဖို့ရတယ်เนาะဒါကြီးကတော့ share plan နဲ့ share man နဲ့ပြီးပေါက်ကြီးကိုမနေ့ဖြတ်တော့လည်းကောင်းဆုံးစူးစမ်းပေးထားတယ်12ရက်3လ2026ကြာတာပရိနေကိုရောက်ရှိလာပြီเนาะတခုရှိတာကဂျူရဲ့ဖွဲ့ဝင်တွေအကုန်လုံးပဲเนาะပေါက်ကြီးလေးမှန်ပါနေတိုက်တွေလည်းပေါက်ကြီးလေးမှန်ပါညဗီဒီယိုဖိုင်ထဲမှာလည်းเนาะအမောခံပြီးထက်ကတလဲလဲပြောတယ်เนาะအကုန်ယူဆော့ပါเนาะ main ကွက်တကွက်ကောင်းမဖြစ်မနေယူဆော့ပါလို့အကြိမ်ချင်းခါထက်ခါမှားခဲ့တယ်ဖွဲ့ဝင်တွေရောနေတိုက်တွေရောမှားခဲ့တဲ့အတိုင်းပဲเนาะဂျူရဲ့စကားကိုအခုလိုမျိုးနားထောင်ပြီး like ဆော့ပေးရတဲ့အတွက်လည်းကျေးဇူးတင်တယ်เนาะအလုံးမဲ့ဒါဆိုကျူတို့နေတိုက်ကနန်းလေးတွေသွားမယ်မနေ့ကကြာသာပရင်းနဲ့နေကုန်စားတဲ့နေတိုက်ကနန်းလေးတွေသွားမယ်မသွားခင်เนาะအကုန်လုံးပဲเนาะမသွားခင်ခါလေးပြောရရှိပါတယ်เนาะကျန်2ရက်เนาะကြာသာပရင်းတောက်ကြ2ရက်ပဲကျန်တော့တယ်အခုဆိုလို့ရှိရင်ကျူတို့ဗုဒ္ဓဖူးနေ့ထိဆော့သွားတဲ့ဇယားမှာเนาะတလင်းလာနေ့တုန်းကလည်း main all ကွက်တွေနဲ့နေကုန်မိတယ်เนาะဒီနေ့ဗုဒ္ဓဖူးနေ့ကြတော့လေညတော့ဗီဒီယိုဖိုင်ထဲမှာအချိန်ချင်းခါပြောတယ်เนาะအကုန်လုံးပဲ main ကွက်တွေတကွက်ကောင်းတွေကိုတော့မဖြစ်မနေယူဆော့ပါဂျူရဲ့ဖွဲ့ဝင်တွေရောဂျူရဲ့နေတိုက်တွေရောအကုန်လုံးရစေခြင်းလို့ main ကွက်တွေတကွက်ကောင်းတွေကထွက်ရင်လုံးဝပေါက်တယ်ဆိုတဲ့အတိုင်းပဲကြားခြင်းနဲ့ဆိုတဲ့အတိုင်းပဲမနှက်ညကို main ကွက်တကွက်ကောင်းတဲ့တွေကြီးပဲเนาะ share plan နဲ့ share ရထားတယ်เนาะဒါကြောင့်မလို့အဆင်ပြေတယ်လို့လည်းယုံကြည်တယ်အဆင်ပြေတယ်လို့လည်းမျှော်လင့်တယ်เนาะဒါကြောင့်မလို့ကျန်2ရက်เนาะကြာသာပရိတောက်ကြဆိုတော့2ရက်ကျန်မယ်အခုဆိုကျူတို့3ရက်ဆော့ပြီးသွားတဲ့ဇယားမှာ main ကွက်တွေတကွက်ကောင်းနေရဘယ်နှပွဲတောင်မှာ3-4ပွဲလောက်ဆင်ပြေထားဒီနေ့လည်းနေကုန်เนาะတရင်နာနေတော့ကလည်း main ကွက်တွေတကွက်ကောင်းနေနေမိเนาะဒါကြောင့်မလို့ကျန်2ရက်မှာတော့ကြာသာပရိနဲ့တောက်ကြလက်ဆောင်လိုချင်တဲ့အကိုမတွေ
ဂျူမိန်ကွက်တွေတကွက်ကောင်းတွေကိုမနေ့ပြန်ကြာတာပရင်းနေ့အတွက်ကိုဂျူဖြုတ်ချထားတယ်။ဘာဖြစ်လို့ဖြုတ်ချထားလဲဆိုတော့ကိုမာကြီးသိတယ်ဒီနေ့ဒီချိန်ခါမျိုးရောက်ရင်ဂျူတော့ကလည်းပေးခဲ့တာပဲနော်3ရက်မကျော်နော်3ရက်မကျော်အောင်ဖြစ်တယ်3ရက်အတွင်းနော်မိန်ကွက်တွေတကွက်ကောင်းတွေတနင်္လာနေ့တော့လည်းမိန်ကောကွက်နော်ဒီနေ့ဗုဒ္ဓဖူးနေ့ကြာလည်းမိန်ကွက်တကွက်ကောင်းမနေ့ညနေတိုက်တွေအကုန်လုံးပဲနားလဲမယ်လို့မျော်လင့်တယ်ဖွဲ့ဝင်ခေါ်တဲ့ရက်ကလေးမှာတော့ဂျူမိန်ကွက်တကွက်ကောင်းဖြုတ်ချထားတယ်ဘာဖြစ်လို့လဲဆိုတော့လက်ဆောင်ယူပြီးအဖွဲ့ဝင်တဲ့ကိုမတွေဂျူပေးခြင်းလို့ပါနော်မိန်ခွက်တွေကဘလို့တွေအဆင်ပြေနေလဲဆိုရင်တကူတကရှင်းပြနေစရာမလိုဘူးနော်ဒီတစ်ပတ်ဆိုလို့ရှိရင်တော်တော်ကြီးကိုပို့ပြီးတော့အဆင်ပြေတယ်နော်မိန်ခွက်တွေကဒါကြောင့်မလို့ကြာသာပရိတောက်ကြမှာဂျူမိန်ခွက်တွေတကွက်ကောင်းတွေဖြုတ်ထားပါတယ်နော်ဖွဲ့ဝင်မဲ့ကိုမတွေအဖွဲ့ဝင်ပြီးဆော့လို့ရပါတယ်နော်မိန်ခွက်နဲ့တကွက်ကောင်းလိုချင်တဲ့ဂျူရေနော်ကြံ2ရက်မှာဆော့ရမယ်ပတ်တီးတစ်လုံးနဲ့မိန်ကွက်နဲ့တကွက်ကောင်းနဲ့လိုချင်ပါတယ်ဆိုတဲ့အကိုမတွေကအဖွဲလောင်းဝင်လို့ရပြီဂျူအဖွဲဝင်ခေါ်တာဒီရှေ့တစ်ပတ်တော့ကိုဂျူအဖွဲဝင်ခေါ်တာဒါပေမဲ့အခုတည်းကလောင်းဝင်ရင်ဒီနေ့နေကုန်မိတယ်လို့ပဲမိန်ကွက်တကွက်ကောင်းနော်ကိုဖြုတ်ချထားတဲ့အတွက်နော်ကျန်2ရက်အတွက်ကိုဂျူလက်ဆောင်ထည့်ပေးရမှာမလို့ဖြုတ်ချထားတာပါဒါကြောင့်မလို့ရှေ့တစ်ပတ်တော့ကိုအခုတည်းကဂျိုပြီးဝင်တဲ့အကိုမတွေနော်လူတစ်တွေရောလူဟောင်းတွေရောဝင်မယ်ဆိုလို့ရှိရင်လောင်းဝင်လို့ရပြီနော်မိန်ကွက်တွေတကွက်ကောင်းနေနဲ့ပြီးရင်လက်ဆောင်ပတ်တီးတစ်လုံးကိုကျန်2ရက်အတွင်းမှာရှယ်ပလန်နဲ့အဆင်ပြေအောင်လို့ကောင်းဆုံးရွေးထုတ်ပေးထားပါတယ်ယုံကြည်တယ်ဆိုလို့ရှိရင်တော့လာရောက်ပြီးလက်တွဲလို့ရပါတယ်ကိုယ့်ဟာကိုယ်တေချာစဉ်းစားဆုံးဖြတ်ပါနော်ရှေ့မှာထွက်နေတဲ့ကဏ္ဍတွေကိုလည်းကိုယ့်ဟာကိုယ်တေချာကြည့်နော်သူပြောတာဟုတ်ရောဟုတ်ရဲ့လားမင်းကွက်တွေတကွက်ကောင်းနေရမီရောမီရဲ့လားဆိုတာရှေ့ကဗီဒီယိုဖိုင်ကြည့်သိပါတယ်နော်လောက်ပြောလို့လည်းမရဘူးဒီကိစ္စကြီးကလောက်ပြောရင်တုတ်ခံကဲဒါကြောင့်မလို့အဖွဲဝင်မယ်ဆိုလို့ရှိရင်အခုတည်းကလောင်းဝင်ထားနော်ကြာတာပရိတောက်ကြ2ရက်အတွင်းမှာစောရမယ်ပတ်တီးလေးတစ်လုံးနဲ့မိန်ကွက်တကွက်ကောင်းကိုလက်ဆောင်ထည့်ပေးပါမယ်နော်ဒါကြောင့်မလို့ဝင်မယ်ဆိုအခုတည်းကလာဝင်ဖွဲ့ဝင်ကြီးက1000ကျပ်ပဲနော်ဒီတစ်ပတ်ရောရှေ့တစ်ပတ်စာပါပြီးတော့မှဖွဲ့ဝင်ကြီး1000ကျပ်ဝင်မယ်ဆိုရင်လူတက်တွေရောလူဟောင်းတွေရောလက်ဆောင်လိုချင်တယ်ဆိုလို့ရှိရင်အဖွဲလာဝင်လို့ရပြီနော်ရတဲ့ဂျူးရေနော်အခုအဖွဲ့ဝင်တွေအကုန်လုံးကလက်ဟိုပြပြမယ်အခုဝင်ထားတဲ့လူတွေအကုန်လုံးလက်ဆောင်မလိုချင်ပါဘူးဂျူးရေဆိုတဲ့ကိုမတွေကနော်ကျန်တာလေးကိုစက်တိုက်ထားလို့ရတယ်နော်ကဲဒါဆိုရင်ဖွဲ့ဝင်မယ်ဆိုရင်ဖွဲ့ဝင်ကြီး1000ကျပ်နော်ဖွဲ့ဝင်ဟောင်းတွေဖွဲ့ဝင်တစ်တွေရောလာရောက်ပြီးတော့လက်ဆောင်မင်းရောကွက်တွေလိုချင်တယ်ဆိုလောင်းဝင်လို့ရပါပြီဒီနေ့လည်းနေကုန်အဆင်ပြေတာနော်တကွက်ကမင်းကွက်နော်ညပြီးတော့ဖိုင်ထဲမှာထက်ခါခောက်ခါမှာသွားတယ်ယူဆော့ပါဆိုပြီးတော့နော်နေတိုက်ရောအဖွဲဝင်ရောအဓိကထားပြီးမှာသွားတဲ့အတိုင်းပဲနေကုန်မနဲ့ညအဆင်ပြေတာအဲ့တော့ပေါက်ကြီးတွေလည်းမက်နော်ဝင်မဲဆိုတဲ့ကိုမတွေကရှေ့တစ်ပတ်အတွက်ကိုဝင်မယ်ဆိုရင်အခုတည်းကလာဝင်ရင်ကြာသပတေးတောက်ကြ2ရက်တည်းမှာအခုထွက်နေတဲ့ main ကွက်တွေကိုလက်ဆောင်ထည့်ပေးပါမယ်ပတ်တီးတစ်လုံးနဲ့ဝင်မယ်ဆိုဂျူးရဲ့အဖွဲ့ဝင်ကြီးက1000ကျပ်ပဲဖုန်းနံပါတ်ကိုဂျူးတစ်ခါပဲခေါ်ပေးမယ်တေချာလေးလိုက်မှတ်ဖုန်းနံပါတ်တွေအခောက်ခါခေါ်ပေးရင်လည်းဘန်းခံထီမှာကြောက်လို့နော်ဟိုကောက်ပြရဒီကောက်ပြရဖြစ်နေရနော်ဒါကြောင့်မလို့ဖုန်းနံပါတ်ကိုတစ်ခါပဲခေါ်ပေးပါမယ်ဂျူးရဲ့ပါဇက်ကခေါ်ပြီးတဲ့ဖုန်းနံပါတ်တစ်လုံးတည်းသာလင်ကင်ပါတယ်လူဟောင်းတွေကတော့ထူးတက်လည်းပြောစရာမရှိဘူးဖုန်းနံပါတ်ကတီးပြီးသားအခုမှဝင်မယ်เนาะ main ကွက်တွေတောက်လျှောက်ထွက်နေလို့เนาะတကွာကောင်းနေနဲ့တောက်လျှောက်အဆင်ပြေနေလို့အခုမှလာဝင်မယ်ဆိုတဲ့ကူမတွေဖုန်းနံပါတ်ကိုတေချာလေးမှတ်เนาะဂျူရဲ့ဖုန်းနံပါတ်က Viber လဲဒီဖုန်းနံပါတ်ပဲဖုန်းတိုက်ရိုက်ဆက်လဲဒီဖုန်းနံပါတ်ပဲ KB ဝစ်ပြီးအကောက်လဲဒီဖုန်းနံပါတ်ပဲဖုန်းနံပါတ်တစ်လုံးနဲ့ပဲကိုင်နေ Viber လိုချင်ရင် Viber မှာငွေလွှဲပြေးစာပို့เนาะငွေလွှဲပြေးစာပို့ရင်ဂျူ Viber ပို့ပေးတယ်တကယ်လို့ကိုက Viber မသုံးတတ်ဘူးဂျူရဲ့ဆိုတဲ့ကူမတွေကဖုန်းတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ရှင်เนาะဖုန်းနံပါတ်ခေါ်ပေးပြီးတေချာလေးမှတ်ဂျူရဲ့ဖုန်းနံပါတ်ဒီ3995242241โอเคเนาะဒီဖုန်းတစ်လုံးနဲ့ပဲကိုင်တယ်ဘိုက်ပါလဲဒီဖုန်းပဲ KB ဝစ်ပြီးကောက်လဲဒီဖုန်းနံပါတ်ပဲကဲဒါဆိုဂျူတို့နေတိုက်လေးသွားမယ်အဖွဲ့ဝင်ချင်းတဲ့ကိုမတွေကအခုတည်းကလာဝင်ထားเนาะကြာတာပြေတောက်ကြမင်းရောကွက်တွေတကွက်ကောင်းတွေဘလို့လေးစင်ပြင်းနေလဲဆိုတကူတကရှင်းပြကြမလို့ဒီနေ့ပဲကြည့်လိုက်เนาะအဖွဲ့ဝင်ရောနေတိုက်ရောအကုန်ယူဆော့ဆိုတဲ့အတိုင်းပဲပေါက်ကြီးတွေရှယ်ပလန်နဲ့ကိုရကဲဒါဆိုကျတို့နေတိုက်ကလေးသွားရအောင်12ရက်3လ2026ကြာတာပရိနေနေကုံစားအတွက်เนาะလေးလုံးအခွေကိုရင်းစမယ်လေးလုံးခွေဒီကီမဟုတ်တဲ့အတွက်ဗာနဲ့မှကတ်ထိုးစရာမလိုလေးလုံးချင်းခွေဆော့မယ်เนาะလေးလုံးခွေဒီ24ခွန်9အခွေပါကြားရင်ကိုမလေးမှတ်ပြီเนาะကျူလေးလုံးခွေဒီ24ခွန်9အခွေပါရှင်ပတ်တီးဒီ3ညပတ်တီး5ပတ်တီး3ည5ပတ်တီးပတ်တီးနေနေရတော့3ညပတ်တီး5ပတ်တီး3ည5ပတ်တီး
3ညနဲ့9ကွက်ထုတ်ပေးထားတယ်9နဲ့9ကွက်ထုတ်ပေးထားတယ်ဘာကြောင့်9ကွက်စီထုတ်ပေးလဲဆိုရင်ဂျူမိန်ကွက်တဲ့တကွက်ကောင်းဖြုတ်ချလိုက်တယ်နော်ဒီနေ့ဆိုလို့ရှိရင်လည်းကိုမိုင်နေတိုက်တွေရောဖွဲ့ဝင်တွေရောအကုန်သိတဲ့အတိုင်းပဲမိန်ကွက်တွေတကွက်ကောင်းအနေနဲ့ရထားတာနော်ဒါကြောင့်မလို့မိန်ကွက်တကွက်ကောင်းကိုဖွဲ့ဝင်ခေါ်တဲ့ရက်မှာနှစ်ပြန်တော့ကိုတော့ဖြုတ်ချထားပါတယ်လက်ဆောင်လို့ချိန်ပြီးတော့လောင်းဝင်တဲ့ကိုမတွေကိုပဲထည့်ပေးပါမယ်3ညနဲ့ဆိုရင်3ည2 3ည3 3ညခွန်3ည8 3ည9နော်9ကွက်တိကျလေးလိုက်မှန်နော်ကိုမိုင်3ညနဲ့ဆိုရင်3ည2 3ည3 3ညခွန်3ည8 3ည9ဒါ3ညနဲ့9ကွက်နော်9နဲ့ဆိုရင်9 3 9 4 9ခွန်9 8 9 9တိကျလေးလိုက်မှန်နော်ကိုမိုင်ယူလဲတောက်လျှောက်ခေါ်ပေးနေတယ်9နဲ့ဆိုရင်9 3 9 4 9ခွန်9 8 9 9ကြိုင်ကိုမှန်လေးမှတ်ပြီနော်9နဲ့ဆိုရင်9 3 9 4 9ခွန်9 8 9 9နော်ဒါဆိုလို့ရှိရင်နော်နေတိုက်ကလေးပြီးပါပြီမိန်ခွက်နဲ့တကွက်ကောင်းဖြုတ်ချပေးထားပါတယ်เนาะနားလဲပြီးမယ်လို့လည်းမျှော်လင့်ပါတယ်3ရက်မှာ2ရက်တောင်မိန်ခွက်နဲ့တကွက်ကောင်းဒီနေ့ဆိုလဲနေကုန်မိန်ခွက်တကွက်ကောင်းလုံးဝဒဲတွေပဲရတဲ့အတွက်ဖွဲ့ရင်ခေါ်တဲ့ရက်ကလေးမှာတော့လက်ဆောင်ပေးချင်တာလေးဖြစ်တဲ့အတွက်ဖြုတ်ချထားပါတယ်เนาะဒါတော့နားလဲမယ်လို့ယုံကြည်ပါတယ်မျှော်လင့်ပါတယ်เนาะဖွဲ့ဝင်ဟောင်းတွေရောဖွဲ့ဝင်အသက်တွေရောလက်ဆောင်လိုချင်တယ်ဆိုလို့ရှိရင်အခုဒီအဖွဲလောင်းလို့ရပါပြီဂျူရဲ့ဖုန်းနဲ့ဘက်ကကိုယ်ကခေါ်ပေးထားတဲ့အတိုင်းပဲเนาะဖုန်းနဲ့ဘက်ကမမှားစီနဲ့เนาะဂျူပါဇက်ကနေခေါ်ပေးထားတဲ့ဖုန်းနံပါတ်တစ်လုံးလေးသာကင်ပါတယ်เนาะ39 955 422 414เนาะကဲဒီနေ့ပေါက်တဲ့ကိုမကြီးပေါက်ကြီးလေးမှန်သွားပါเนาะအဖွဲဝင်တွေရောနေတိုက်တွေရောအကုန်လုံးပေါက်ကြီးမှန်ပါเนาะဘာလို့လဲဆိုတော့เนาะမိန်ကွက်နဲ့တကွက်ကောင်းယူဆော့လို့ပြောတဲ့အတိုင်းပဲမနေ့ပိုင်းမိန်ကွက်ညက်နေတကွက်ကောင်းလုံးဝ share တဲ့တွေပဲเนาะဒါကြောင့်မလို့ပေါက်ကြီးကတော့မှန်တင်တယ်เนาะဓမြလာတိုင်းလို့တော့မဟုတ်ပါဘူးဆက်စုကြလို့ဘယ်သူတွေဘလောက်ဖို့ရလဲဆိုတာเนาะကိုမကြီးအဆင်ပြေတယ်ဆိုကိုလည်းဝမ်းသာပါတယ်ကဲဒါဆိုလို့ရှိရင်မနေ့က12ရက်3လ2026ကြာတာပရိနေ့နေကုန်မှာလဲအားလုံးပဲเนาะအဆင်ပြေကြပါစေအိတ်ကြီးကြီးနဲ့လွယ်ရပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ကျတို့ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်เนาะကိုမကြီးအကုန်လုံးပဲကိုကျမ်းမာရေးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမ်းမာရေးဆက်ဆက်ရအဆင်ပြေကြပါစေရှင်เนาะဝင်ငွေတွေလည်းစားသက်တဖို့တိုးတက်ပါစေမနေ့ဖြန်မှာလည်းအားလုံးပဲထပ်ပြီးအဆင်ပြေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နောက်ဖွဲ့ဝေခြင်းတဲ့ကိုမတွေကိုရီးယားဆက်သွယ်ပေးပါကဲအားလုံးပဲ good luck ပါเนาะပေါက်ကြီးတွေမှန်သွားလိုက်လက်မနှိပ်တယောက်တစ်ချက်လဲ share ဝအောင်เนาะဒီတိုင်းရက်ကြည့်မနေနဲ့ကဲအားလုံးပဲ good luck ပါเนาะ